ဒါဆိုရင် oxidation ဆိုတဲ့ဓာတ်တိုးခြင်းအပိုင်းလေးကြည့်အောင်နော်ဓာတ်တိုးခြင်းလေးမှာဒီစာကြောင်းလေးတွေကဖတ်ထားပါမယ်နော်စာကြောင်းလေးတွေဖတ်ပြီးတော့နားလည်ရမယ်ဓာတ်တိုးပစ္စည်းကဘာတွေလဲဆိုတာနားလည်ရမယ်အဲ့ဒါလေးပါအောင်ဒီကောင်လေးကိုပြောပြပေးမှာပါ oxidation ဆိုတော့ဒီကောင်လေးတစ်ချောင်းနဲ့ပါနော်ဒီဟာလေးကိုသိလို့ရှိရင်အဲ့ကနေဆင့်ပွားပြီးတော့ရေးရမှာပေါ့နော်ဒီကနေဆင့်ပွားပြီးဘာလို့ရမလဲရေးရမယ်နော်ဒါဆိုလို့ရှိရင်စာတို့ကအဲဆိုရင်oxidation ဓာတ်တိုးခြင်းနော်oxidation ဓာတ်တိုးခြင်းဆိုရင် aldehyde နဲ့ နီးစပ် O ဓာတ်တိုးပစ္စည်းတစ်ခုဆိုဓာတ်တိုးပစ္စည်းလို့ပါတယ်နော် aldehyde နဲ့ နီးစပ် O ဓာတ်တိုးပစ္စည်းတစ်ခုဆို carbolic acid ဓာတ်ထွက်ပြီးအလွယ်တကူတက်ပြူသေး carbolic acid ဓာတ်ထွက်ပြီးအလွယ်တကူတက်ပြူသေးဒါဆိုရင် aldehyde နဲ့ နီးစပ် O လို့ပါဖြစ်တဲ့အတွက်ဆရာတို့က aldehyde ရေးရပါမယ်ဒါဆိုရင် aldehyde ALDEHYD aldehyde နဲ့ နီးစပ် O ဆိုတာဒီလိုမျိုး O နီးစပ် O လို့ခေါ်ပါတယ် aldehyde နဲ့ နီးစပ် O ဓာတ်တိုးပစ္စည်း oxidation agent OHIDI SING oxidation AGND agent ဓာတ်တိုးပစ္စည်းเนาะ oxidation ဓာတ်တိုးပစ္စည်းတစ်ခုဆို carbolic acid လို့ပါတယ်မဟုတ်လားဒါဆို carbolic acid CARBOHY carbolic acid ဓာတ်ထွက်ပြီးအလွယ်တကူတက်ပြူသေးဓာတ်ပြူမှုကလည်းအလွယ်တကူတက်ပြူတယ်လို့ပြောတာဒါဆိုရင်ဆရာတို့က aldehyde ကိုသိရတော့မယ် aldehyde ကိုသိမှသာလဲဆရာတို့ကဒီကောင်ကိုပေါင်းတဲ့နှုတ်တက်တော့မှာလေဒီကောင်ကိုဆရာတို့ဓာတ်ပြူတက်တော့မှာ aldehyde ဆိုတာကာဗွန်ဆပ်တဲ့အစာအဆုံးရှိနေတာ aldehyde တွေပါဒါဆိုရင် R ရဲ့အစမှာ CHO ချိုးပဲရှိ R ရဲ့အဆုံးမှာ CHO ဒီမှာကာဗွန်ဆပ်တန်းနေကြိုက်တဲ့လောက်လားအဆုံးမှာပါရှိနေမယ် CHO ချိုးဒီဘက်မှာ CHO ချိုးကာဗွန်ဆပ်တန်းနေဘယ်လောက်ပဲဆက်နေအဲ့ဒါမျိုးပြောတာရှေ့မှာပဲဘယ်လောက်ပဲဆက်နောက်မှာပဲဘယ်လောက်ပဲဆက်အစမှာပဲရှိအဆုံးမှာပဲရှိအဲ့ဒါကိုဘာလို့ကောင်းဆို aldehyde လို့ခေါ်တယ်ဒါကြောင့်မလို့ RCHO เนาะဒါ aldehyde အပေါင်းနီးစပ် O aldehyde နဲ့နီးစပ် O aldehyde နဲ့နီးစပ် O ဓာတ်ထိုးပစ္စည်းတစ်ခုဆို carbolic acid ဓာတ်ထွက်ပြီးအလွယ်တကူတက်ပြူသေး aldehyde နဲ့နီးစပ် O ဓာတ်ထိုးပစ္စည်းတစ်ခုဆို carbolic acid ဓာတ်ထွက်ပြီးအလွယ်တကူတက်ပြူသေးအမြန်တန်နေပါနော်ဆရာရဲ့ကြပြားလေးကအနည်းတန်မဟုတ်ပါဘူးဒါဆိုရင် oxidation agent ဖြစ်တဲ့အတွက် K2CR2O7 အဲ့ဒါရေးလို့ရပါတယ်8 plus နောက်ကပါအောင် delta heat ပေါ့နော်ဒါလေးတွေရေးလို့ရပါတယ်ဒါမှမဟုတ် oxidation agent လို့ရဒါက carbolic acid လို့မပါဘူးလား carbolic acid ဖြစ်တဲ့အတွက် DO ကဒီဘက်ကိုလာပေါင်းပါအဲဆိုရင် RCOOH ဆိုတာဖြစ်သွားပြီ RCOOH ဆိုတဲ့ carbolic acid ဒီ carbolic acid ရပါပြီ OOH ဖြစ်သွားမှာเนาะ OOH မှာ acid ဖြစ်မှာเนาะဒါဆို ethanolic acid တို့ methanolic acid တို့ propanoic acid တို့အဲ့ဒါမျိုးလေးတွေလာမှာပေါ့အဲ့ဒီ acid တွေရသွားမယ်ဒီမှာလဲကာဗွန်တွေဒါလည်းကာဗွန်တွေကိုကြည့်ပြီးတော့ဗာ aldehyde ညာအဲ့လိုမျိုးလေးတွေရေးပေးလိုက်လို့ရှင်ဒါက oxidation ပြီးသွားပါပြီเนาะဓာတ်တိုးခြင်းပြီးလို့ရှင်ဆရာကဓာတ်ရောခြင်းကိုရှေ့ဆက်ပါမယ်เนาะ